ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင် The Recap Show Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ Recap လုပ်ပေးသွားမယ့်ရုပ်ရှင်လေးကတော့2020မှာထွက်ရှိထားခဲ့ပြီးတော့ Harry Potter မင်းသား Daniel Radcliffe ပါဝင်သရုပ်ဆောင်ထားတဲ့ဖြစ်ရမှန်ထောင်ဖောက်ဇာတ်လမ်း Escape from Pretoria ပဲဖြစ်ပါတယ်တချိန်ကတောင်အာဖရိကမှာလူမျိုးရေးခွဲခြားမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့တော်လှန်ရေးတွေမှာပါဝင်ခဲ့တဲ့လူနှစ်ယောက်ဟာထောင်ထဲကိုရောက်သွားတဲ့အခါမှာတော့တခြားနိုင်ငံရဲ့အကျဉ်းသားတွေကိုစီယုံပြီးတော့အဆောင်တွေကြားကနေထောင်ကိုဖောက်ပြီးထွက်ပြေးဖို့စ조사ကြပုံတွေကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးပါဇာတ်လမ်းကောင်းတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့နော်1983ခုနှစ်တောင်အာဖရိကနိုင်ငံမှာလူဖြူလူမဲလူမျိုးရေးခွဲခြားမှုတွေဖြစ်ပေါ်နေတဲ့အချိန်မှာလူဖြူရဲတွေကလူမဲတွေကိုယွန်းတကောင်လုံးလွယ်လွယ်လေးတက်နေချိန်တစ်ဖက်မှာတော့လူဖြူတွေကကမ်းခြေမှာအေဂျင့်စွာနဲ့အနားယူနေကြပါတယ်ရဲတွေကလူမဲတွေမြင်တာနဲ့ရိုက်နှက်နေကြပြီးတော့အဲ့ဒီကိစ္စတွေကြောင့်ဆန္ဒပြတဲ့လူတွေကိုလည်းလိုက်ပြီးတော့ဖမ်းဆီးနေကြတာပါဒီလိုမျိုးလူမျိုးရေးခွဲခြားမှုတွေကိုရက်တန့်ပြီးလွတ်လပ်တဲ့အာဖရိကနိုင်ငံဖြစ်လာဖို့အရေးစ조사နေတဲ့လူတစ်ယောက်လည်းရှိပါတယ်သူကတော့ Tim Jackin ပါJackin ကလူဖြူတစ်ယောက်ဖြစ်နေပေမဲ့လည်းလူမျိုးရေးခွဲခြားမှုတွေကိုမုန်းတိနေတဲ့လူတစ်ယောက်ပေါ့လေတရက်မှာတော့ Jackin နဲ့ Stephen တို့နှစ်ယောက်ဟာဒီလိုလူမျိုးရေးခွဲခြားမှုအကြောင်းအရာတွေကိုတခြားလူတွေသိအောင်လှုပ်ဆောင်ခဲ့ပြီးရဲတွေရောက်မလာခင်မှာထွက်ပြေးတဲ့အချိန်မှာပဲအဖမ်းခံလိုက်ရပါတော့တယ်။အဲဒီနောက်ဖမ်းခံထားရတဲ့ဂျက်ကင်းစီကိုသူ့ရဲ့ကောင်မလေးရောက်လာခဲ့ပြီးပတ်စံပေးသွားခဲ့ပြီးတော့ဒါတွေကိုအသုံးချဖို့လေးမှားလိုက်တာပါ။ဂျက်ကင်းလည်းပတ်စံတွေကိုရဲတွေမသိအောင်လို့ကျုပ်လေးတစ်ခုတည်းထည့်ပြီးတော့သူ့ရဲ့စအိုတဲကိုထည့်ပြီးဖွက်ထားလိုက်ပါတယ်။တရားရုံးမှာတော့ဂျက်ကင်းနဲ့စတီဖင်တို့ကိုသူတို့ပြုလုပ်ခဲ့တဲ့ပြစ်မှုတွေကြောင့်တရားသူကြီးကဂျက်ကင်းကိုထောင်ဒဏ်12နှစ်ချမှတ်လိုက်ပြီးတော့အပေါင်းပါဖြစ်တဲ့စတီဖင်ကိုတော့ထောင်ဒဏ်8နှစ်ချမှတ်လိုက်ပါတယ်။သူတို့ညကိုလူဖြူအကျဉ်းသားတွေပဲတည်တံ့ထားတဲ့ Pretoria အကျဉ်းထောင်ကိုပို့လိုက်ကြတာပါ။ထောင်ကိုရောက်လာတဲ့အခါမှာတော့ထောင်မှူးကမင်းတို့တွေကလူဖြူအမျိုးကောင်းသားတွေဖြစ်ပေမဲ့ကိုယ့်လူမျိုးကိုတစ္ဆာဖောက်တဲ့အမိုင်မဲကောင်းနေပဲလို့ပြောလိုက်ပြီးတော့ဂျက်ကင်းနဲ့စတီဖင်တို့ကိုတန်တကားတွေအထက်ထက်ကထားတဲ့ထောင်တွေကိုပို့လိုက်ပါတော့တယ်။ဒီလိုနဲ့ Day 1မှာတော့မနက်စာစားတဲ့အချိန်ထိုင်စရာနေရာမတွေ့ဖြစ်နေတဲ့ချက်ကင်းကိုအသက်ကြီးတဲ့လူတစ်ယောက်ကထိုင်စရာနေရာရှာဖို့အတွက်ကိုကြီးပေးလိုက်ပြီးအပြာရောင်အင်ဂျီဝတ်ထားတဲ့လူတွေအနားမှာမထိုင်ဖို့ကိုလည်းတတိပေးလိုက်ပါတယ်။အဲဒီနောက်စတီဖင်လည်းရောက်လာခဲ့ပြီးတော့သူ့ကိုယ်သူစတီဖင်ဖြစ်ကြောင်းလူကြီးကိုမိတ်ဆက်လိုက်တာပါ။အဲဒီချိန်မှာပဲကျေလောင်တဲ့အတန်တွေကြောင့်ချက်ကင်းတို့လည်းအနောက်ကိုလှည့်ကြည့်လိုက်ကြပါတော့တယ်။အဲဒီခါမှာတော့ရဲတယောက်ကသူတို့ခိုင်းဖို့ခေါ်ထားတဲ့လူမဲအကျဉ်းသားတယောက်ကိုအကြောင်းရင်းမရှိရိုက်နှက်နေတာကိုမြင်တွေ့လိုက်ပြီးတော့ဂျက်ကင်းတို့ဟာလည်းမကြင်မနှက်ဖြစ်နေခဲ့ကြတာပါ။အဲဒီနောက်လူကြီးကဒီထောင်ရဲ့နေရံတွေကဘလောက်မြင့်ကြောင်းဘယ်နေရာမှာဘာတွေရှိနေကြောင်းဂျက်ကင်းတို့ကိုရှင်းပြလိုက်ပြီးတော့မင်းတို့ဒီကနေထွက်သွားလို့ရမှာမဟုတ်ဘူးလို့လည်းပြောလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ဂျက်ကင်းတို့နားကိုလီယိုလို့ခေါ်တဲ့လူတစ်ယောက်ရောက်လာခဲ့ပြီးတော့အဲဒီလူကြီးကထွက်ပြေးဖို့အစီအစဉ်ရှိတဲ့လူတွေကိုနားလိုက်ချနေတဲ့လူပဲ။ငါကတော့ဘယ်တော့မှသူ့နဲ့စကားမပြောဘူးလို့ပြောပြလိုက်ပါတယ်။အဲဒီနောက်လီယိုကမင်းတို့မှအစီအစဉ်ရှိရင်လိုရာတွေကိုငါပြောပြပေးမယ်။မင်းတို့ထွက်ပြေးမဲ့အစီအစဉ်တွေငါပါမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်လည်းဂျက်ကင်းလည်းထောင်ပေါက်ပြီးပြေးဖို့အတွက်စတင်စီစဉ်ပါတော့တယ်။ဂျက်ကင်းတို့ကိုနားချတဲ့လူကြီးကတော့ဂိုဘက်ကပါ။ဂိုဘက်ကတော့နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်ပြီးတော့သူကလူမျိုးရေးခွဲခြားတဲ့အစိုးရကိုဆန္ဒပြခဲ့တာကြောင့်ပဲထောင်ချခဲ့တဲ့လူတယောက်ပါ။ဒီလိုနဲ့23ရက်အကြာမှာတော့ဂျက်ကင်းတယောက်တကားတော့ပေါက်ကိုကြည့်ပြီးတော့အတုပြုတ်လုပ်ဖို့ကိုစဉ်းစားမိသွားပါတယ်။တညမှာတော့ဂျက်ကင်းကစာရွက်တရက်ကိုယူကာတော့ပေါက်ထဲကိုထည့်လိုက်ပြီးတော့ကလောက်ထဲမှာရှိတဲ့တော့အရာလေးတွေကိုလှုပ်ယူလိုက်ပါတယ်။အဲဒီနောက်ရေချိုးချင်ရောက်တဲ့အခါမှာတော့သူတို့ထောင်ပေါက်ပြေးမဲ့အကြောင်းကိုလီယိုနဲ့တိုင်ပင်လိုက်တာပါ။လီယိုကငါတို့တွေတူးတာနဲ့ပတ်သက်ပြီးတော့ဘာမှလုပ်လို့ရမှာမဟုတ်ဘူးလို့တတိပေးလိုက်တဲ့အခါမှာတော့ချက်ကင်းကငါတို့တွေမြေမတူဘူး။ငါတို့တွေတော့အတူလုံးမှာငါတော့ကလောက်တွေကိုခဲတိုင်နဲ့ပုံစံဆွဲထားပြီးတော့ကိုတစ်သားနဲ့ဖန်တီးမယ်ဆိုပြီးတော့အကြံကိုပြောပြလိုက်ပါတယ်။တရက်မှာတော့လီယိုလည်းချက်ကင်းတော့တူပြုတ်တဲ့အခါမှာအဆင်ပြေဖို့အတွက်အဆောင်တယောက်ကိုသူတို့အနားရောက်လာအောင်ထမင်းပကံကိုပြုတ်ကြအောင်ပြုလုပ်လိုက်ပါတယ်။အဆောင်ရောက်လာတဲ့အခါမှာတော့ပုံစံကိုဂျက်ကင်းကတိကျကြည့်နေခဲ့ပြီးစတီဖင်ကလည်းဂျက်ကင်းတယောက်အဆောင်ကိုပေါ်ကတော့ကိုအချင်းကြကြကြည့်ရဖို့အတွက်ကူညီပေးလိုက်ပါတယ်။ဂျက်ကင်းကလည်းရလာတဲ့အခွင့်အရေးတွေကိုအသုံးချပြီးတော့ပုံစံကိုဖန်တီးနေခဲ့တာပါ။ဒီလိုနဲ့တရက်မှာတော့ဂျက်ကင်းတယောက်တစ်သားနဲ့တော့အတူပြုလုပ်သွားနိုင်ခဲ့ပြီးတော့ကိုတပူးတဲ့ဖွက်ပြီးသူ့အခန်းထဲကိုယူဆောင်လာခဲ့ပါတယ်။အခန်းထဲရောက်တဲ့အခါမှာတော့ကိုအသုံးပြုလို့ရအောင်အချောတက်ပြုတ်ပြင်ပြီးရဲ့နောက်ဆုံးမှာတော့တစ်ချောင်းကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ပါတယ်။တစ်သားတော့နဲ့တန်တိုင်တကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့တကားဟာပွင့်သွားခဲ့ပါပြီ။ဒါပေမဲ့လည်းဂျက်ကင်းဖြတ်ကျော်ရမယ့်နောက်ထပ်တန်တကားကြီးကိုသူ့အရှိမထပ်ပြီးတော့မြင်တွေ့လိုက်ရပါတယ်။ဒီလိုနဲ့ရက်ပေါင်း100ကြာပြီးတဲ့နောက်မှာတော့တရက်မှာတော့
ချက်ကင်းတရားကိုသူပြုတ်ထားတဲ့တော့အတုနဲ့တန်တကားကြီးကိုဖွင့်ကြည့်လိုက်ပါတယ်။အဲ့ဒီခါမှာတော့တကားဟာပွင့်သွားတဲ့အတွက်အားလုံးပျော်ရွှင်သွားခဲ့ပြီးတော့အဆောင်ရောက်လာတာကြောင့်ချက်ကင်းလည်းတော့ကိုအမြန်ပြန်ထုတ်လိုက်တဲ့အချိန်မှာတော့ကကျိုးသွားပါတယ်။ဒါကြောင့်ပဲအားလုံးလှုပ်ရှားဖြစ်သွားပြီးတော့ချက်ကင်းလည်းတော့ကလောက်ထဲမှာကြံနေတဲ့အပိုင်းစာကိုရအောင်ထုတ်ယူနေပါတော့တယ်။အဆောင်ရောက်လာတဲ့အခါမှာတော့ချက်ကင်းတို့လည်းဟန်မပြတ်နေလိုက်ပြီးတော့အဆောင်ပြန်ထွက်သွားတဲ့အချိန်မှာချက်ကင်းလည်းနောက်တစ်ခါပြန်ပြီးတော့ကြိုးစားရပါတယ်။ဒါပေမဲ့လည်းတော့အပိုင်းစားကထွက်မလာတာကြောင့်ချက်ကင်းတယောက်စိတ်ပူနေကြတာပါ။အဲဒီနောက်အဆောင်ကသူ့အခန်းတကားကိုပိတ်တဲ့အခါမှာတော့ကိုပိတ်မရဖြစ်နေတာကြောင့်ချက်ကင်းတယောက်ထိတ်လန့်နေခဲ့ပြီးတော့တော့စစ်နဲ့လှုပ်လိုက်မှပဲတကားလောကပိတ်လို့ရတော့တာကြောင့်ချက်ကင်းလေးစိတ်ချလက်ချနေနိုင်သွားပါတယ်။ဒီလိုနဲ့142ရက်မြောက်မှာတော့ချက်ကင်းတို့လည်းသူတို့အစီအစဉ်တွေကိုတိုင်ပင်နေကြတော့မှသူတို့နားကိုအရာရှိတယောက်ရောက်လာခဲ့ပါတယ်။ဒါကြောင့်လီယိုနဲ့ချက်ကင်းတို့လည်းဟန်မပြတ်နေလိုက်ပြီးတော့အရာရှိကသူတို့ပြောတာကိုကြားသွားမလားဆိုတာကိုစိုးရိမ်နေခဲ့ကြတာပါ။တကယ်တော့သူတို့နောက်ထပ်ဖွင့်ရမယ့်တကားကအပြင်ကနေဖွင့်ရမှာဖြစ်တာကြောင့်သူတို့ဒုက္ခရောက်နေခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့သူတို့နောက်ထပ်တကားကိုဖွင့်ဖို့အတွက်စူးစမ်းခဲ့ကြပြီးတော့တညမှာတော့သူတို့ကြော်ဖြတ်ရမယ့်နောက်ထပ်တကားတစ်ခုရဲ့တော့ကိုလည်းဖွင့်လို့ရသွားခဲ့ပါတယ်။တရက်မှာတော့ဂိုးဘက်ကချက်ကင်းကိုအခုတလောထောင်ထဲမှာအဆောင်နေတင်းတင်းကြပ်ကြပ်ရှိနေပြီးတော့မင်းတို့ဒီကနေထွက်ပြေးမယ်ဆိုရင်တော့နေရန်ဘောကစနိုက်ပါတွေကိုတတိထားဖို့မအောင်မြင်ခဲ့ရင်တော့မင်းတို့ထောင်ထဲမှာနောက်ထပ်25နှစ်ထပ်နေရမယ်ဒါမှမဟုတ်မင်းတို့ကောင်းတွေကိုကြည်စံနေဝင်သွားမယ်ဆိုပြီးတော့လေတတိပေးလိုက်ပါတယ်။အဲဒီနောက်ဂိုးဘက်ကမင်းကငါတို့ထဲကတယောက်ပဲမင်းပါလှုပ်မအောင်မြင်ခဲ့ရင်ငါတို့အားလုံးကိုထိခိုက်မှာဆိုပြီးတော့လေထပ်မံတတိပေးလိုက်တာပါ။ဒီလိုနဲ့ရက်ပေါင်း206ရက်ကြာတဲ့အခါမှာတော့ချက်ကင်းတို့လည်းထောင်ဖောက်ဖို့အတွက်စတင်ပြင်ဆင်ကြပါတယ်။ချက်ကင်းကလည်းထောင်ဖောက်ဖို့အတွက်တင်ချပြင်ဆင်နေတဲ့အချိန်မှာတော့အဆောင်တယောက်ကချက်ကင်းကိုတေချာစောင့်ကြည့်နေခဲ့တာပါ။ဒီလိုနဲ့တညမှာတော့ချက်ကင်းနဲ့လီတို့2ယောက်တည်းအခန်းထဲကနေထွက်လာခဲ့ပြီးတော့ထောင်ထဲမှာရှိတဲ့တန်တန်းတကားတွေကိုလိုက်ဖွင့်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာတော့ထောင်ဆောက်ရောက်လာတာကြောင့်ချက်ကင်းတို့ပုံအောင်နေခဲ့ပြီးအဆောင်မရှိတော့တဲ့အခါမှာတော့သူတို့အစီအစဉ်အတိုင်းတကားတွေကိုပြန်ပြီးတော့ဖွင့်ကြည့်နေခဲ့ကြတာပါ။မနေ့ရောက်တဲ့အခါမှာတော့ချက်ကင်းမနှိုးတာကြောင့်ထောင်ပိုင်ကြီးနဲ့အဆောင်တွေကချက်ကင်းအခန်းတွေကိုရောက်လာခဲ့ပြီးတော့ချက်ကင်းကိုမနက်ခေါင်းလောင်းတန်ကြတာကိုဘာလို့အဲ့ရကမထနိုင်တာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီနောက်ချက်ကင်းကိုမင်းကညစ်ပတ်နှုံချတဲ့လူမဲတွေအတွက်နဲ့ထောင်ထဲကိုဝင်လာခဲ့တာလို့ပြောလိုက်ပြီးချက်ကင်းတို့အဆောင်ကိုရှောက်ဖွေရေးတွေပြုလုပ်ပါတယ်။အဲ့ဒီချိန်မှာတော့လီယိုနဲ့အဆောင်ကိုပြည်ထနာဖြစ်နေကြပြီးလီယိုကိုဆွဲထုတ်သွားခဲ့တာပါ။အဲ့ဒီနောက်အဆောင်နေပြန်ထွက်သွားခဲ့ပြီးတော့ချက်ကင်းလည်းစိုးရင်ရတဲ့အခြေအနေကနေကြော်တုံသွားခဲ့ပါတယ်။ရက်ပေါင်း404ရက်ကြာတဲ့အခါမှာတော့ချက်ကင်းတို့လည်းထောင်ထဲကတကားတွေဖွင့်ရဖို့အတွက်တော့ပေါင်း36ချောင်းကိုပြုလုပ်ထားနိုင်ခဲ့ပါပြီ။ဒီလိုနဲ့တရက်မှာတော့ချက်ကင်းတို့ဟာထောင်ဖောက်ပြေးမဲ့အစီအစဉ်အတိုင်းစတင်ခဲ့ကြပါတယ်။နောက်တရက်မနက်ခင်းမှာတော့ချက်ကင်းစတီဗ်နဲ့လီယိုတို့3ယောက်ကထောင်ထဲမှာရှိနေတဲ့အဆောင်တွေထောင်တကားတွေကိုခက်ခက်ဖြတ်ကျော်လာခဲ့ပြီးထောင်ပြင်ရောက်အောင်စူးစမ်းခဲ့ကြတာပါ။ဒီလိုနဲ့နောက်ဆုံးတကားကိုရောက်တဲ့အခါမှာတော့ကဖွင့်မရဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ပဲသူတို့မှပါတဲ့တော့တွေနဲ့ဖွင့်ကြည့်လည်းမရတာကြောင့်လီယိုဟာလည်းစောက်ယူပြီးတော့တကားကိုဖျက်ဆီးလိုက်ပြီးတော့တော့ပြက်အောင်ပြုလုပ်လိုက်ပါတယ်။ဒီလိုနဲ့တကားပွင့်သွားတဲ့အခါမှာတော့ချက်ကင်းတို့လည်းပျော်ရွှင်သွားခဲ့ကြပါပြီ။အဲ့ဒီနောက်ချက်ကင်းတို့3ယောက်အဝတ်စားတွေလဲလိုက်ပြီးတော့တကားကိုဖွင့်ပြီးထောင်ပြင်ကိုထွက်လာခဲ့ပါတယ်။ဒါပေမဲ့နေရန်ပေါ်မှာအဆောင်ရှိတာကြောင့်ချက်ကင်းတို့တယောက်ပြီးမှတယောက်အဆောင်အခြေအနေကိုကြည့်ပြီးထွက်လာခဲ့ကြပြီးတော့နောက်ဆုံးမှာတော့သူတို့3ယောက်လုံးဟာထောင်ထဲကနေလွတ်မြောက်သွားခဲ့တာပါ။အဲဒီနောက်ချက်ကင်းတို့ဟာလူမဲကားသမားရဲ့ကားကိုငှားလိုက်ပြီးတော့ဂျိုဘက်ကိုထွက်ခွာလာခဲ့ပါတယ်။ထောင်ထဲမှာတော့ချက်ကင်းတို့ပျောက်သွားတာကြောင့်အရေးပေါ်အခြေအနေဖြစ်သွားပြီးတော့ချက်ကင်းတို့3ယောက်ကတော့ထောင်အပြင်ဘက်ကိုအသက်ဘေးကင်းစွာနဲ့ရောက်ရှိသွားခဲ့ကြပါပြီ။ဒီထောင်ပေါက်ပြေးတဲ့ရာဇဝတ်မှုကအဲ့ဒီအချိန်မှာအကြီးမားဆုံးရာဇဝတ်မှုတစ်ခုဖြစ်ခဲ့ပြီးသူတို့တွေဟာလူငင်းချက်တာကိုရခဲ့တဲ့1992ခုနှစ်အထိကိုပုံကွယ်နေခဲ့ကြတာပါ။ချက်ကင်းရဲ့ချစ်သူကောင်မလေးကတော့ချက်ကင်းထောင်ဖောက်ပြေးပြီး9ရက်အကြာမှာဖမ်းဆီးခံရပြီးတော့ချက်ကင်းနဲ့နောက်ဘယ်တော့မှပြန်မဆုံရတော့ပါဘူး။ဇလန်းလေးဟာလည်းဒီလိုနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။အဆုံးထိနားထောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။